နိဗ္ဗာန်ကိုဒုက္ခခါသိငြိမ်းတဲ့နိဗ္ဗာန်ကြီးရောက်ချင်ပါတယ်ယခုဘဝ၌ဒုက္ခခါသိငြိမ်းတဲ့နိဗ္ဗာန်ကြီးရောက်ချင်ပါတယ်ဆိုလို့ရှိရင်ဖြင့်များလို့မလုပ်ရပါဘူးတဲ့ဘုရားကနှလုပ်ပဲလုပ်ပါကွာဂရမတွေယခုဘဝနိဗ္ဗာန်ရကြင်လို့ရှိရင်ဖြင့်တဲ့များအလုပ်မရှိပါဘူးနှလုပ်လုပ်ပါလို့ပြောတယ်ဒါဖြင့်ဂရမတို့နိဗ္ဗာန်ရောက်ဖို့ရဟာတဲ့များအလုပ်မလုပ်ရပါဘူးနှစ်ခုတည်းအကြောင်းတစ်ခုအလုပ်လုပ်လိုက်လို့ရှိရင်ပြီးပါတယ်လို့ဘုရားသခင်ကိုရမကြီးဟာအင်္ဂုတ္တပါဠိတော်မှာလည်းတစ်ခါဟောတယ်မေဇိမာနိကေဖြစ်တဲ့ပါဏာသပါဠိတော်မှာလည်းတစ်ခါဟောတယ်ပြီးတော့မှရှင်မဂေရှိကတစ်ခါပေတကောပရိသမှာလည်းတစ်ခါဟောတယ်ဩဒါဖြင့်သုံးချက်ညီပြီးဒီကာလကိုရမကြီးကိုယ်တိုင်နှခါတပိသားကတစ်ခါဆိုတော့သုံးခါဟာယခုဘဝနိဗ္ဗာန်သာဝပါရမီညာနဲ့နိဗ္ဗာန်ကိုရင်ပါတယ်ဆိုအကြောင်းတစ်ခုအလုပ်လို့ရင်ပြီးတာပါပဲကွာဆိုတော့ဒကာရမတွေအားရှိအောင်ပြောတယ်လို့ဒီလိုမယူနဲ့ဒီလိုမယူပါနဲ့အားရှိအောင်ပြောတာမဟုတ်ပါဘူးလို့မှတ်ကြပါနော်ဘုရားသခင်ကိုရမေကြီးအမြင်ကျဲကျဲနဲ့ပြောတဲ့သူပါရမီနဲ့ရတဲ့သဗ္ဗညုတဉာဏ်ကြီးနဲ့ပြောဆိုတဲ့သဘောပဲကိုရမေကြီးသဘောမဟုတ်ဘူးကိုရမေကြီးသဗ္ဗညုတဉာဏ်ကြီးသဘောပဲဆိုတာသေသေးချာချာမှတ်ပါဒါဖြင့်ဒကာဓမ္မတို့ယခုဘဝနိဗ္ဗာန်ရခြင်းအကြောင်းကနှမျိုးအထုတ်ပါနှမျိုးတည်းပါပဲဆိုတော့ဒကာကျော်နေရပဲနေပြီမဲ့ဘယ်နဲ့ရောက်ဒီဒကာဓမ္မတွေဘုရားတွေဇန္တာဝေယတွေများနေကြပါလိမ့်မလဲနိဗ္ဗာန်ရခြင်းတဲ့ဥစ္စာပဲဒုက္ခခသိငြိမ်းတဲ့နိဗ္ဗာန်ကြီးရခြင်းကြပါရဲ့သားနဲ့ဇန္တာဝေယများပြီဟောပါလေဆွေတွေရရတွေများစားကြံဖန်ပေးတဲ့ကလာလောက်ကင်နေကြတာဘာပါလိမ့်မလဲလို့မေးတဲ့ခါကျတော့ဟိုးပါဠိ10ပါးအပြား30လေးသိချင်းကဘာသိမ့်တွေအတုခိုးလို့ခိုးကိုယ်နေရလည်းမဟုတ်ဘူးနှစ်သိချင်းနဲ့ကဘာသိမ့်ချင်းမှလက်ဝဲရန်လဲရရန်တွေအလုပ်ကိုပြောတော်ကြနဲ့အတုခိုးပြီးဒီကလာလောက်တာကတစ်မျိုးပြီးတော့ကိုရရတာကတစ်မျိုးအဲ့ဒီလိုပြားပြီးဒီကလာနေတဲ့အတွက်ကြာနေကြတယ်ပြီးတော့လည်းဘုသူတ္တတွေကလည်းတခါကြောင်းနာပါတွေကလည်းဒကာရမတို့တချို့ဟာမမှန်ပဲနဲ့နှိမ့်ဆက်နေတာကလည်းရှိသေးတယ်အဲ့ဒါတွေကြောင့်လေဒကာသိတို့ဒကာကျွယ်တို့ကြာပြီးနေတာရှိအခုတော့ဖြင့်ဆရာဘုန်းကြီးကဘုရားသခင်ကိုရမကြီးပါဠိတော်တွေကိုသေးသေးချာချာကိုကထားပြီးကိုရမကြီးကိုတော်တိုင်းဟောတာတွေကိုဒကာရမတွေကိုအတိလင်းပြောဆိုနေတော့ဟာယခုဘဝသာဝပါရမီညာနဲ့နိဗ္ဗာန်ခုခြင်းနှစ်ကြောင်းရှိပါတယ်ကွာလို့ဆိုတာသေချာမှတ်ပါယခုဘဝနိဗ္ဗာန်သွားခြင်းဘယ်နှကြောင်းပါဒါဖြင့်လေဗျာဒါနံသီလင်းစနိက္ခမပညာဝရိယပြင်စမဒါနပါမီရပါမီတို့ဦးအဲ့ဒါမင်းတို့အတွက်ဟောတာမဟုတ်ပါဘူးကွာဘုရားဖြစ်ခြင်းတဲ့လူအတွက်ဟောတာပါရှင်းမလားရှင်းပါပါဘုရားအတွက်ပါသူတို့အတွက်သူတို့လုပ်ရမယ်လို့ကိုသူတို့လုပ်တာသူတို့လုပ်ရမယ်လို့သူတို့လုပ်ဖို့ပေါ့ဒါဖြင့်သူတို့လုပ်ရမယ်လို့နှစ်ကြောင်းပဲရှိတယ်လို့ဆိုပြန်တော့ဒကာဓမ္မတွေဒီနှစ်ကြောင်းကိုသိထားနိုင်ဖို့အရေးကြီးတယ်နမလို့ရှင်တို့ဟာပါဏိကမပြည့်သေးဘူးဒါကြောင့်သစ္စာပဲကြိုးစားမယ်ပုံကကြွယ်အားငယ်တဲ့သဘောနောက်ဆုံးတဲ့သဘောမပြည့်စုံသေးတဲ့သဘောပြည့်စုံအောင်တော့ကိုယ်ကသိမထားတော့အားငယ်ရဲ့နဲ့ပဲဒီဘဝဒီမြပဲဆိုပြီးဒီကလာသုတေစိတ်ကြလိုက်ရတဲ့ပုဂ္ဂိုလ်တွေလည်းဒကာသိမနေလာဘူးဒီလိုခိုင်ခိုင်မာမာနဲ့
တရားဓမ္မတွေလူရင်းကိုမတွေ့ရသေးပြီဆိုမှဖြင့်အတူမခိုးကောင်းတာတွေခိုးပြီးဒီကလာကိုရည်ရွယ်ချက်ကတစ်မျိုးအတူခိုးထားတာကတစ်မျိုးကိုရည်ရွယ်ချက်ကဘာနဲ့သွားရနိဗ္ဗာန်ရောက်ပြီးတာပဲဆိုတာကိုရည်ရွယ်ချက်ဒုက္ခဒါနဆိုသီလဆိုသမထဥပဒနာဆုံးနေနဲ့တရားဓမ္မတွေကတခါလေနှုတ်တက်ပြီးနေပြန်တော့ဟာရည်ရွယ်ချက်ကဒါမပါပါဘူးဒါကြတဲ့ဘုရားစုခံတာဝကစုခံနေလည်းရလဲရရဆိုတဲ့စုခံနေအလုပ်တွေပါလားလို့လေကိုကငွေပန်တတ်တော့ဥမာရင်သိခက်တယ်သိခက်ပါတယ်နော်ဒါရင်ဒါဖြင့်ဘုရားခင်ကိုရမကြီးသူကိုယ်တိုင်ဟောတာပြောကြပါစို့သူကိုယ်တိုင်ဘယ်လိုပြောရပါလိမ့်မလဲလို့မေးတဲ့အခါကျတော့မှဟေးကွာတဲ့တမာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိကတမာဒိဋ္ဌိဖြစ်ခြင်းမိစ္ဆာဒိဋ္ဌိကတမာဒိဋ္ဌိဖြစ်ခြင်းနှစ်ကြောင်းပဲရှိတယ်သဘောကျမိစ္ဆာဒိဋ္ဌိကနှစ်ကြောင်းပဲရှိတယ်တရားမများပါဘူးကွာဒါကိုယ်တော်တိုင်ဟောခဲ့အင်္ဂုတ္တမှာလည်းဟောတယ်နော်တမာဒိဋ္ဌိဖြစ်ရင်သောတာပတိရောတာပဲအဲဒီလိုသိပြီးကာလထားတာကြောင့်နောက်ရှင်ရှင်မကေစီကဒုဝဟေတုဒုဝပစ္စယသာဝကသမာဓိဋ္ဌိယဥပ္ပါဒါယဟောသာဝကပါရဉာဏ်တော့လည်းနှစ်ကြောင်းပါပဲကွာဆိုတော့ဒါကြည့်ပြောတာပဲဒါရင်ဒါဖြင့်ဓမ္မတို့ယနေ့နိဗ္ဗာန်ရရင်ယနေ့ယူမယ်ပေါ့ဗျာနေ့ဖြင့်ရရင်ဒီဘဝရရင်အဲ့ဒါဖြင့်နှစ်ကြောင်းအရေးကြီးတယ်ကိုင်းသေးသေးချာချာတဲ့ဓမ္မတွေကမှတ်လဲမှတ်ပါဒီနှစ်ကြောင်းကိုလည်းပြည့်စုံအောင်လုပ်ပါဆိုတာတိုက်တွန်းရသိဏဘကဘာတော့လို့ရှိရင်ဖြင့်ဓမ္မတို့သစ္စာနဲ့ပတ်သက်တဲ့တရားနာရမယ်သိဏဘကနေရကြပြီဒါတင်းနံပါတ်ဒါကွာတဲ့ဒီဘဝနိဗ္ဗာန်ရကျင်တဲ့ပုဂ္ဂိုလ်ကြီးတင်းနံပါတ်အလုပ်ပါပဲတဲ့ဒါပြန်ဓမ္မတော့နှစ်နံပါတ်ပြောတော့မယ်နှစ်နံပါတ်ကကိုယ်တိုင်နှလုံးသွင်းလိုက်တဲ့အခါဒါသစ္စာပဲလို့နှလုံးသွင်းတဲ့သွားလို့ရှိရင်သောတာပန်တည်တာပဲဩဓမ္မတို့ဘယ်နှကြောင်းပါလဲတင်းနံပါတ်ကသစ္စာနဲ့တရားနာဖို့တဲ့သစ္စာနဲ့ပတ်သက်တဲ့တရားကိုနှစ်နံပါတ်ကကိုယ်တိုင်နှလုံးသွင်းရတဲ့အခါဒီသစ္စာတွေ့ဖို့ဘယ်နှချက်ပါဩဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေအဝေးကြီးပဲလို့ထင်ပြီးဒီကလာနေလိုက်တာကိုရမေကြီးတိတ်တိတ်ချာချာဟောတာမတွေ့ရသေးတော့သူများသွားတဲ့လမ်းရောင်လိုက်သူများစုကြီးဘာနာကိုရောင်လိုက်ဆုလဘာနာကိုရောင်လိုက်တကယ်ဖြစ်ရံနိုင်နေတာနဲ့ကြာနေကိုယ်တိုင်းဓမ္မတွေကိုသွားလို့တဲ့လမ်းကယနေ့နိဗ္ဗာန်ရရင်ယနေ့ယူမယ်နိဗ္ဗာန်ရရင်နိဗ္ဗာန်ယူမယ်ဒီဘဝရရင်ဒီဘဝယူမယ်ဆိုတဲ့ပုဂ္ဂိုလ်များအတွက်မှာဖြင့်တဲ့နှစ်ကြောင်းပါပဲလို့ဘုရားကဟောလိုက်သဘောပါကြသစ္စာတရားနာမှုရှင်းမလားတဲ့နံပါတ်ကပါပါလေသေသေးချာချာမှတ်ပါသစ္စာတရားနာမှုနှစ်နံပါတ်ကကိုယ်တိုင်နှလုံးသွင်းလိုက်တဲ့အခါနာတဲ့အတိုင်းနှလုံးသွင်းလိုက်တဲ့အခါကိုယ်ခန္ဓာထဲမှာဒုက္ခသစ္စာရှိလို့ဒုက္ခသစ္စာတွေ့မှုဒါဖြင့်သစ္စာနာလို့သစ္စာတွေ့ရင်ပြီးတာပဲမမိကြပါရတော့မြတ်နာတဲ့ခါလည်းဘယ်တရားကိုနာရမလဲဒီဘဝနိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်ပြောပေါ့ဗျာဟိုစုစည်းကနေတွေ့တော့ဒါနတရားတွေသီလတရားတွေလည်းလိုပေါ့ဗျာဟာဒီတော့မြာဒုက္ခကသိငြိမ်းကြိုက်တာပါပဲတာရှည်တော့ပြန်မကြိုက်တာမှန်ပါပဲလို့ဘုန်းကြီးတို့ဓမ္မတွေမှာကိုယ်ဟန်လေးနဲ့ကိုယ်ဆုံးမဲ့ချပြီးသားဖြစ်ကြပါမူကားသစ္စာတရားဟောတတ်တဲ့စီကိုနာလိုက်ပြီးတော့မှကိုယ်ခန္ဓာထဲမှာသစ္စာဟောထားတာကကိုယ်ခန္ဓာ
ကိုယ်ကနှလုံးသွင်းလိုက်တဲ့အခါခန္ဓာထဲမှာသစ္စာတွေ့လို့ရှိရင်ဖြင့်သမာဓိဖြစ်၍သာဝကဖြစ်ပါလေသိပြီးတရားဓမ္မတော့မဝေးပါဘူးဝေးကြရတာဒီကတိတရားအားရှိအောင်ဟောတာလားတဲ့ဘုရားကိုယ်တိုင်ကဟောတာလားအင်္ဂုတ္တပါဠိတော်မှာတစ်ချက်ဟောတယ်ပဏ္ဏသပါဠိတော်မှာတစ်ချက်ဟောတယ်နောက်သူတိဖြစ်တဲ့ရှင်မဂေရှိကတခါဟောတယ်သုံးကဟောတယ်ဆိုတော့ဒကာဓမ္မတို့လုံလောက်ပြီလို့ဆုံးဖြတ်ချက်ချတာလုံလောက်ပြီလို့ဆုံးဖြတ်ချက်ချကြပါလို့ဆိုတာဒကာသိလေးလေးစားစားတိုက်တွန်းမှန်ပါဗျာတင်းနံပါတ်ကဘာပါလဲသစ္စာတရားနာရနော်သစ္စာတရားနာလိုက်တော့ခန္ဓာထဲမှာဘာသစ္စာညာသစ္စာဆိုတာကိုယ်သိဉာဏ်နဲ့သိတာမှန်ပါဗျာနောက်ကြတော့ဆရာဘုန်းကြီးကသောလကောင်ကိုယ်တိုင်စေနာကရာတရားထက်တန်း၍သောလကောင်ခန္ဓာလှဲ့ပြီးဉာဏ်နဲ့ကြည့်လိုက်တော့ဒါဒုက္ခသစ္စာတွေပဲဒီလိုတွေ့တဲ့ဒီနေ့မှာတဲ့နာထားတာနဲ့အတွေ့နဲ့ကြိုက်လို့ရှိရင်ဖြင့်သောတာပန်တည်တာပဲမှန်ပါဗျာနာထားတာနဲ့အတွေ့နဲ့ကြိုက်ရင်သောတာပန်တည်ပါဗျာဘောပါမှန်ပါဗျာဒါဖြင့်ဘယ်တော့မှတို့သောတာပန်တည်နိဗ္ဗာန်ဗြဟ္မနိဗ္ဗာန်တော့ရောက်တော့တာမှန်ပါဗျာဗြဟ္မနိဗ္ဗာန်ရောက်ဖို့အရေးဟာကဘယ်နှရေးပါလိမ့်မလို့ဒါပြောလို့မေးရင်မနှက်ဖြစ်ပါဘူးနှရေးနေရာကြိုက်တယ်ဒကာဓမ္မတို့အမှန်တရားရပြီဒကာသိတင်းနံပါတ်ကဘာပါလိမ့်ဗျာနေရာကြပြီနှစ်နံပါတ်ကကိုနှလုံးသွင်းလိုက်တဲ့အခါကျတော့သစ္စာတွေ့ရဒီနာရုံးကအတိုင်းကိုနှလုံးသွင်းလိုက်တဲ့အခါကျတော့တွေ့ပြီဆိုလို့ရှိရင်ဒကာဓမ္မတို့သာဝကပါဠိဉာဏ်ပြီးသွားတယ်လို့လွယ်ပါလားဒါဆိုလေတဲ့ဒကာဓမ္မတို့ဆရာဓမ္မလမ်းပြောင်းဆွဲရဖို့ဥစ္စာကဒကာကျော်မလွယ်ဘူးမလွယ်ဘူးမလွယ်ဘူးဒါဖြင့်ဒကာဓမ္မတို့ယနေ့ဒီကားလို့ဆိုလို့ရှိရင်သစ္စာတရားဟောလိုက်မယ်ဒကာဓမ္မတွေကအရင်တရားနာနည်းသင်ထားတဲ့အတိုင်းနာကဘုန်းကြီးပြောတဲ့သစ္စာတရားနာပါဉာဏ်ကခန္ဓာကိုလှဲ့ပါနာကဉာဏ်ကဒါဖြင့်နာရလည်းသစ္စာတရားနာပါပြီဉာဏ်ကခန္ဓာလှဲ့လိုက်လို့နှစ်ချက်ညီသွားလို့ရှင်းဖြင့်သာဝကပါရမီဉာဏ်ဒီထဲတွင်ပြီးနိုင်ပါဘယ်လိုသိဖို့တတ်မှာလားမတန်ဖို့တတ်ပါတယ်ဆိုတာဒကာဓမ္မတို့မေတ္တာနဲ့တဏ္ဍာပဲဆိုတာမှတ်လိုက်ပါတော့ဘယ်အတွက်ကြောင့်ကတော့တဏ္ဍာကိုဒကာဓမ္မတွေခွန်ကြီးတွေပြောဆိုရပါလိမ့်မလဲလို့မေးတဲ့အခါကြတော့မှကျွေးဟောင်းတွေအကုန်ပြေ၍ကျွေးရစ်တွေအကုန်ပြောက်ပါတယ်အခုဆိုကျွေးဟောင်းတွေအခုကမှတင်ထားတဲ့ကျွေးရစ်တွေကိုအကုန်ပြောက်တာကတဲ့ဒီသစ္စာတရားနာပြီးသစ္စာနှလုံးသွင်းလိုက်တဲ့အခါသစ္စာတွေ့လို့ဆိုတာကျွမ်းပြေကျွေးရစ်ပြောက်တဲ့တရားဆိုတဲ့ဆရာဒကာဓမ္မတို့ပူဇော်မရှိတော့မှန်ပါဗျာမျက်မှောက်လို့ရှိရင်ဒကာဓမ္မတွေမှာနှိစ္စတတ်တဲ့တရားခွန်ကြီးရှင်းပြပါဦးမယ်တို့ကမသိမလိမ္မာတော့သားနဲ့သမီးနဲ့ဆွေးနဲ့မျိုးနဲ့နေခဲ့ရတော့ရကြောင်းတွေရှားခဲ့ရတော့တို့အကုသိုလ်တွေလည်းမနှဲတာဘူးနှဲပါဘူးဒါကိုယ်ကလာတဲ့ပုဂ္ဂုစကိုယ်ကလာတဲ့ဘာလို့ကိုယ်ကလာတဲ့ပုဂ္ဂုစလို့မှတ်လိုက်စမ်းဒီပုဂ္ဂုစတွေကတော့ကြတာအသက်ရေးကြီးလာတော့ဆရာဝန်မကောင်းရှာပြီးသူတော်ကောင်းကကပ်ပြန်တော့မှအဲ့ဒါတွေကပေါ်လာမှန်ပါဗျာတရားတွေကလည်းသိလားတရားသိလာလေမတရားကပေါ်လို့ဒီကဖြစ်တယ်တရားသိလာရင်မတရားတွေကပေါ်လာတော့အတော်ခက်ပါဘောလား
မတရားကနေတာမဟုတ်ဘူးတရားကငါကအခု60ကျော်30မှတွေ့ရဟုတ်မှာဟုတ်ပါမလားဆိုတဲ့ကိုယ့်ပုဂ္ဂိုလ်လာဗျအဲ့ဒီပုဂ္ဂိုလ်ကနေပြီးဒီကလာဧရကပတ္တလို့နှစ်3000တရားအထုတ်ညာတော့လေအပေကြတယ်ဒိဋ္ဌံပုံကြတယ်ကြောက်เสียမကောင်းဘူးဘယ်လိုရှားလိုက်ပါလိမ့်မလို့မေးတော့မှတကားတဲ့ကုက္ကုစာတရားဓမ္မတွေဘယ်လိုချဒီမှာလည်းဘုန်းကြီးတို့တရားဓမ္မတွေအတွက်မှာဆိုရင်အမှန်တရားကျော်ဆို60ကျော်ပြီဟောငယ်တော့မှလည်းမသိဘူးလို့နေခဲ့ကြရသာနာမယနဲ့ဆွေးနွေးမျိုးနဲ့ရောင်တော့ဝဲခဲ့အယောင်ကဝယ်မှလည်းရှိတာပဲအပြောင်းမှာဆိုမှတွေအာဝိမှားတွေဟိုးငါတို့ကလည်းခုမှဆရာကောင်းသမားနဲ့60ကျော်မှတွေ့ရနေပါဘူးအကုသိုလ်တွေအခုတရားနာကြည့်တော့မှတကယ်ကိုလောက်ထားတာတွေကြောက်เสียကြီးကိုလောက်ထားတဲ့တရားတွေကခုမှနှစ်ပေါင်း3နှစ်4နှစ်ရှိသေးဟုတ်မှာဟုတ်ပါမလားအမှန်ဒီကဘုန်းကြီးကပြောတာအသာထမ်းခင်ဗျားတို့တွေ့လုံးဒီလိုကြီးတယ်အောင်မေခင်ဗျားတို့တွေ့လုံးကအဲ့လိုကြီးနေတဲ့ပုဂ္ဂိုလ်တွေဖြစ်နေတော့ပုဂ္ဂိုလ်စကနေအပယ်ချလိုက်ဘယ်လိုပဲချလိုက်ပြီးတော့ပြီးတော့သူ့ဆိုင်ဘူးမပြုတ်လိရသေးတဲ့သူ့ဆိုင်တွေတော့ကိုကနေသူ့ဆိုင်တွေကကိုကများခက်ပါသေးရဲ့ဆိုပြီးတော့ဒီကနေ့တော့သူပုဂ္ဂိုလ်စကနေပယ်ချတယ်ပုဂ္ဂိုလ်စကပယ်ချတယ်ဆိုတော့ဒကာဓမ္မတွေပြိဿလောကတန်းပြလိုက်တယ်သိပါနော်ဒေါသအိတ်တမေရိယပုဂ္ဂိုလ်စဆိုတော့ဒေါသဖြစ်လို့ရှိရင်အိတ်တမေရိယပုဂ္ဂိုလ်စမပါဘူးလားအဲ့ဒီမှာဒေါသတောကဟုတ်လားပရိဒေဝဥပါယသအဝိဇ္ဇာသင်္ခါရဟုတ်လားဟောဝိညာဉ်ဆိုတော့ပေခဏ၅ပါးဒီကနေခြိုက်မှန်ပါဗျာပုဂ္ဂိုလ်စနေခြိုက်မှန်ပါဗျာရှင်းမလားအဲ့တော့ဒီတရားတော်လုံးမှာဖြင့်ပရိသေလူသားမြောက်ကလေးကစင်လုံးကျော်သူတော်ကောင်းစိတ်နဲ့ကြီးလာခဲ့တာတယောက်မှမပါပါဘူးတဲ့ရက်နဲ့ရွာနဲ့မြို့နဲ့ရွှေနဲ့မြို့နဲ့သားနဲ့သမီးနဲ့အိမ်နံကြပြီးကာလရရောင်ရှာစားတော့လာကြတဲ့ဒကာရမကြီးပဲဆိုရင်ဒကာကျွယ်ညင်းစရာလိုသေးမလိုဘူးဆိုတော့ပေါ်လာကြတာအခုလိုဆရာကောင်းနဲ့တွေ့တဲ့အခါကျတော့တရားကလည်းသိရပြန်သို့တော့သိရတဲ့အခါကျတော့မှအိုးငါမိုက်သက်ကရှည်ပြီးလိမ္မာသက်ကဒုံးနေအမကောကလာတာဘယ်လိုလာပါလဲဟုတ်မှာဟုတ်ပါမလားဟောနောက်ဆုံးမိတ်ကြတယ်ဒါကဆုံးရကြငါတက်ကရှည်လိမ္မာသက်ကဒုံးပြီးနေတော့ကျင့်တော့ကျင့်လာဟုတ်မှာဟုတ်ပါမလားဆိုတဲ့ပုဂ္ဂိုလ်စသံဃာတွေကဘယ်နဲ့လာတော့ခင်ဗျားတို့အဲ့ဒါကိုလာတာကိစ္စမရှိဘူးလာရင်လည်းနေတဲ့သူတို့ကဒီပုဂ္ဂိုလ်စဆိုတာဒေါသပဲဒေါသဒေါကပရိဒေဝဥပါယသအဝိဇ္ဇာသင်္ခါရဟောသုတ္တနေသူတွေနဲ့ကြားမဲ့နိုင်သင်္ခါရပြည့်ဝိညာဏဆိုတဲ့ခေါင်းကဧရကပတ္တတို့ငကားကြီးတော့ဖြစ်ဒါဘယ်လိုချလိုက်တာပါလဲပုဂ္ဂိုလ်ပါငါတို့ဒီကားလို့ဆိုလို့ရှိရင်ဖြင့်အကုသိုလ်ကသက်ကရှေပြီးကုသိုလ်သက်ကတိုးနေတယ်ပါလားဆိုတာခင်ဗျားတို့အရွယ်လေးကြည့်လာလို့ဒီကနေ့ကြီးလေဒီပုဂ္ဂိုလ်စကလာရလေလေဖြစ်တယ်ဒါရကဓမ္မတို့ညင်းကြရများလို့သေးလားဝန်းထဲမှာမြုံမထားပါနဲ့တဲ့ခင်ဗျားတို့ဝန်းထဲဖြစ်တဲ့တိုင်ပြောနေခင်ဗျားတို့ဝန်းထဲဖြစ်တဲ့တိုင်ပြောနေတယ်ဆိုတာကိုတခါသိသေးချာမှငခုဘောလက်တင်စဉ်းစားမှဆရာဘုန်းကြီးဟောတဲ့တရားတွေနားလိုက်ရတော့မှအိုးကိုယ်အနေဆုံးနေကြလို့အသေးဆုံးများဖြစ်ဦးမှာလားအမလာသေးဘူးကမလာတော့ဘူးလားဒါဘယ်နဲ့ကြောင့်တုံးမေးတဲ့အခါကျတော့ပုဂ္ဂိုလ်စာရှင်းကြဒါကစီဝါရှိတာမရှိတာနဲ့ဘာမှဆိုင်ဘူးငခုဘောလက်တင်လို့လာတာသဘောကျဘယ်ဘာကြောင့်လာတာငခုဘောလက်တင်ပြီးတွေးလို့နေကြမလားအဲ့ဒါဒါလည်းလေဒီတရားတော်လုံးမှာအားလုံးပြောလိုက်ပါတယ်လူတိုင်းမှာရှိအဲ့ဒီတော့
အဲ့ဒီရှိတဲ့အဖြစ်ကြီးကိုလေယနေ့ခင်ဗျားတို့ပယ်လိုက်ပါပယ်လိုက်ပါပယ်လိုက်တော့ဘာနဲ့ပယ်ရမလဲငါတို့ဒီသစ္စာတရားနာရမှာတဲ့သစ္စာတရားနာရမှာတဲ့နှလုံးသွင်းတဲ့အခါခန္ဓာရဲ့သစ္စာကိုအဲ့ဒီတွေ့လို့ရှိရင်ခင်ဗျားတို့တန်မြတ်ဥစ္စာအကုန်ပြသူကကဲလိုက်သူကဲမဲ့တရားဆိုတာသိကြပါလားဒါကကြွယ်ရင်းနဲ့ရေးကြီးပြောနေတယ်ဆိုတော့ပေါ်လာတယ်သင်္ဃာလည်းဥမာရင်ညင်းဖို့လိုသေးဖြစ်စင်တဲ့တာဘုရုဖြစ်ဖြစ်ဩကျုပ်เจ้าတော့မပြောချင်ဘူးဗျာကစလာမလာဘူးလားလာတော့လည်းရုပ်ဆိုလူတိုင်းမှာခင်ဗျားတို့အခုဒီမကပေါ်ရင်ပြောမနေနဲ့အတွင်းကဒါပဲအတွင်းကတော့ဒါသေချာရှိတယ်ဆိုတာဒါကကြောရုံမှလည်းညင်းဖို့လိုသေးလားမှန်ပါသက်ဆိုးရှိကများပြီးကြလားသက်ကောင်းရှိကတုံးနေတယ်ငါသူလာရင်လာတာပဲမလာဘူးလားဘုံကသားရေးသမီးရှိပေါ်နေတရားထပ်ပြီးနေတော့သက်ဆိုးရှိဘုရားတော်ကလည်းရတာကသက်ကောင်းကတုံးနေတယ်မလာဘူးလားလာပြန်တော့ဒါဟုတ်မဟုတ်ပါမလားဆိုတဲ့ဥစ္စာကနေကုန်မချုပ်ဘူးလားချုပ်တဲ့ဥစ္စာတွေကိုယနေ့အကုန်ပယ်လိုက်အကုန်ပယ်လိုက်ပါလို့တပည့်လုံးကိုဘုန်းကြီးတယောက်တည်းကတာဝန်ခံပါတယ်ဘာကြောင့်တာဝန်ခံတော့ရဲပါလိမ့်မလို့ဆိုတော့ဘုရားအားကိုးလို့ရဲဘုရားသာသနာ့ဉာဏ်မှာသစ္စာတရားနာပြီးနှလုံးသွင်းလိုက်လို့သစ္စာတွေ့လို့ရှင်းကွာသောတာပန်ဒီပါတယ်ဆိုတော့ဘယ်ပယ်လေးပါးသွားမဲ့တရားတွေကုန်ပြောက်တာတွေ့နေကြလူသေးလားဩဒါတော့သိရတဲ့အခြေအနေဟာလဲအားပေးကောင်းလို့ဒီလိုဖြစ်တဲ့အခြေအနေမျိုးမဟုတ်ပါဘူးတကယ်လုံလောက်တဲ့အကြောင်းတွေပြလိုက်လို့ဩတို့စိတ်ချရတာပဲဆိုတော့ယင်ထဲမှာကြာသွားအောင်မေ့ပါတိုင်းဒီကရမတို့ကဘုန်းကြီးအပြောဆိုလဲလဲပတ်ပတ်ရှိလို့တို့မှာဖြင့်ယင်အေးသွားရတွေ့တယ်လို့အပေါ်ယံလေးနဲ့ယင်မေးပါနဲ့သေသေးချာချာဘုရားကသစ္စာတရားနာလို့နှစ်ခုနှလုံးသွင်းလို့သစ္စာတွေ့လို့ရှိရင်ပြန်ကွာဒါပြီးသမာဓိဖြစ်သွားကြအပယ်မကြဘူးကွာသေသေးချာချာတောင်းယူပါတယ်ကဲကြောဘယ်လောက်ဖုတ်တန်အမှန်တန်ဖုတ်တန်ပါလေတဲ့အဲ့ဒီတော့ဒီလိုဘုန်းကြီးတို့ကပြောဆိုတဲ့ဒီနှလုံးကိုမနာရတဲ့ပုဂ္ဂိုလ်များကြွမှာဖြင့်တကယ်ကြောတို့တကယ်သေးတို့ဥမာရင်တို့စဉ်းစားသူတွေးတော့ကသူပေါ်သွားတော့မယ်သူတွေးရင်လည်းသူပါတော့ဘယ်တော့ကြောက်ချင်လဲဒီဧကပဒနာဂမင်းကြီးဟာဒကာဓမ္မတို့နှစ်3000ရဟန်းတရားအထုတ်ပါသေကံนี้မှာခွန်းနေတာပုဂ္ဂိုလ်စငါဒါလေးကလူသေးတယ်ဆိုတဲ့ပုဂ္ဂိုလ်စတရားကုသိုလ်လေးရှိနေသေးတယ်ဆိုတဲ့ပုဂ္ဂိုလ်စကနေပဲချိုက်ကြောက်စရာမကောင်းဘူးတို့ကဘုလိုဖြေပြောက်ပေးမဲ့သိဉာဏ်တစ်ခုကိုပေးမဲ့ခါကလည်းဘုရားမပွင့်ခင်ကဖြစ်နေတဲ့ပုဂ္ဂိုလ်ဖြစ်နေတော့ဥမာရင်အကျက်တွေ့သွားဘုရားဘုန်းကြီးဓမ္မတွေကဘုရားတော်ငါတွင်ဘုရုဘာဒဒုံဝဆိုတဲ့အတိုင်းဒီကိရိခါဒီကောင်းတဲ့မှာလာပြီးကြုံတာလည်းတစ်မျိုးဒီလိုဘုရားရှိကပြီးခင်ဗျားတို့ကလိုက်ရှာလို့ဒီလိုပြောရတဲ့ဆရာသမားတွေ့တာကလည်းတဖုံဆိုသလိုပေါ့ဗျာဒါကြောင့်ခင်ဗျားတို့အတွက်မှာဖြင့်အခုဒီတရားကိုဟောလဲဟောပါလိမ့်မယ်သစ္စာကိုလည်းဟောပါလိမ့်သစ္စာခင်ဗျားတို့မြင်တယ်ဆိုတာကိုလည်းခွန်ကြီးကခင်ဗျားတို့ကိုခင်ဗျားမြင်တာသစ္စာပဲဆိုတာကိုလည်းပေါ်ပါလိမ့်ပေါ်လာလို့ရှိရင်တရားဖိပြီးလုံးကြမယ်ဆိုလို့ရှိရင်ဖြင့်ဒကာသေးဒကာကျွယ်တို့ကိုကိုကိုစလာစရာရှိသေးရဲ့ဒီလိုဆိုလို့ရှိရင်ဖြင့်ကျွမ်းလေပြေးတဲ့တွေဆက်ပြီးသားဖြစ်ပါတယ်ကျွမ်းလေပြေးသဘောကျကောင်းပြီတချို့ကဒကာရမတွေမှာဘာမှမဟုတ်တာလေးနဲ့လေ
တန်လျာဖြစ်ပြီးကြလားဖြစ်ပါဘုရုပြန်ပန်းခဲ့တယ်အဲ့ဒါလေးမရောလည်းရပဲနဲ့သိသွားတယ်အမှန်မဟုတ်တာကြတာခင်ဗျားတို့ကအယိုးဆွဲတာဟုတ်တာကိုဆွဲရမှာတရားဓမ္မဟုတ်တာကဘာတော့မဲတဲ့အခါကျတော့မှဟောသစ္စာတရားနာရမှာတဲ့ကိုယ်နှလုံးသွင်းတဲ့အခါဒီသစ္စာတွေ့ရမှာတဲ့ဒါဆိုလို့ရှိရင်ဘာမှတန်တရားပုဂ္ဂိုလ်စမလိုဘူးတဲ့သမာဓိဖြစ်သွားပြီသမာဓိဖြစ်သွားလို့ရှိရင်ဘယ်လိုပါကပိတ်တယ်ဆိုတော့ဆိုမသေးကြလားဒါရင်ဥလာကိုအားငယ်ကြရှိရခိုင်းတာဖြင့်အသိမှာဖြင့်အားငယ်ကြမရှိပါဘူးအမြင်နဲ့ဆုံးဖြတ်ချက်ချကြတယ်အသိမှာဖြင့်အမြင်ပြဖို့နေတဲ့ဒကာဓမ္မတို့နော်အမြင်ပြပြောလိုက်တဲ့အခါကျတော့ဩငါတို့ကမမြင်သေးတဲ့ပုဂ္ဂိုလ်ကမြင်လို့လားမြင်နည်းကိုတော့ဆရာဘုန်းကြီးကဒီလိုကြည့်ဒီလိုမြင်တယ်ဆိုတော့မျက်မှန်တော့တတ်ပေးမှာပဲဒါပေမဲ့လို့ဒီမျက်မှန်ဖြုတ်မပြင်းနဲ့အဲဒီကဲလို့ဘုန်းကြီးပြောဆိုတဲ့အတိုင်းဘုရားတော်မူတဲ့အတိုင်းဒကာဓမ္မတွေကဆုံးဖြတ်ချက်ချပြီးအမှန်ကန်ကြည့်လို့အမှန်ကန်သိပါပြီဆိုလို့ရှိရင်ပြန်ဘာမှမပူပါနဲ့ဘာမှမပူပါနဲ့ဆိုတော့ဆရာကလည်းဘုရားကလည်းတာဝန်ခံတယ်နှချိတော်တာဝန်ခံတယ်ဘုရားကြီးကကျန်နာတို့ဒီမှာကိစ္စအလုံးစုံတာဝန်ခံပါတယ်ဒါဖြင့်ဒကာကျော်ရေးကြီးပြောချက်တယ်ဒါဥမာရေးကြီးမပြောရင်ကောင်းကုန်မကောင်းအားလုံးဒကာဓမ္မတွေကနာပါတယ်ကဲတင်ခြင်းပါတယ်ယူဆောင်ခြင်းပါတယ်အသက်ရည်လည်းကြီးကုန်ပြီနဲ့ပြန်တစ်ပတ်လည်းသေမပုဂ္ဂိုလ်တွေလည်းဖြစ်နိုင်တယ်ဆိုလို့ရှိရင်ဖြင့်ဒီနှစ်ခုအရေးကြီးပြောလို့ပြရတယ်ပြောတဲ့ပုဂ္ဂိုလ်ကအရေးကြီးပြောပြရလုံးဝပုဂ္ဂိုလ်ကရောအရေးကြီးပဲလောက်ရလိမ့်မယ်ဆိုတဲ့ဥစ္စာဖြင့်ဘုန်းကြီးတို့ဓမ္မတွေဘယ်နည်းနဲ့မှရှောင်ကွန်းမရရှောင်ကွန်းလည်းရပါအဲ့ဒါကြောင့်အရေးကြီးလိုလာတဲ့တရားဘယ်ဟာပါလိမ့်မလဲဆိုတဲ့ဥစ္စာဖြင့်ယနေ့အဖို့တောင်ပြောလို့တန်တယ်မယူပဲနဲ့တကယ်တန်လို့တကယ်တန်နေယူပါရှင်းမလားဒါဖြင့်သစ္စာတရားနာရမယ်ရှင်းမလားသစ္စာတရားနှလုံးသွင်းလိုက်တဲ့အခါမှာမြင်သစ္စာတရားကိုနာရမယ်နော်ပြီးတော့နှလုံးသွင်းလိုက်တဲ့အခါသစ္စာတရားမြင်အင်္ဂါနဲ့ပြည့်စုံရင်ပယ်လေးပါးတကားပိတ်ခင်ဗျားတို့ပုဂ္ဂိုလ်စားကအပယ်ချရတာဟုတ်ချကြတော့လည်းချက်ရှိသေးရဲ့လားအဲ့ဒါကြောင့်လူငယ်တွေမှလည်းဒီအပြစ်တွေရှိတာပဲလူကြီးတွေမှလည်းတော်တော်ကြာနှစ်ခုကလည်းတင်စဉ်းစားတဲ့အချိန်ကရောက်မယ်ရောက်ရင်ပုဂ္ဂိုလ်ဝိသလာမလားအဖြေကမထွက်လားပုဂ္ဂိုလ်စားကအပယ်ကောင်းမှကြီးကတော့လာရဲ့အပယ်တားမဲ့အဖြေကမထွက်လာလို့ရှိရင်ခင်ဗျားတို့ကိုယူလှလိုက်ရင်နေဒါကြောင့်ဥပြောမဲ့တရားကိုဒကာကျွဲဒကာသစ်တို့အရေးကြီးလိုလာအရေးကြီးလိုလာပြီဆိုတော့သဘောကျနော်အဲ့ဒါဖြင့်ဒကာရမတို့သစ္စာတရားစဟောတော့သစ္စာတရားစဟောတော့နာကသစ္စာတရားနာဉာဏ်ကပဲလဲခန္ဓာလဲလိုက်တော့နားတဲ့အတိုင်းခန္ဓာထဲမှာတွေ့ပြီးတာနားတဲ့အတိုင်းခန္ဓာထဲမှာတွေ့ပြီးတော့ပဲဆိုတော့ဩဒါဖြင့်တော်သေးရဲ့ဒကာကျွေးတော်သေးရဲ့လို့ဆိုနေဘာကြောင့်တော်သေးရဲ့ဆရာဘုန်းကြီးကသုံးရပါလိမ့်မလို့ဘုရားဓမ္မတွေမှာကုသရာဆေးလေးနဲ့သွားတွေ့ပြီဟိုပြင်းနဲ့သွားတဲ့ပုဂ္ဂိုလ်တွေကြတော့ဟောကမဘူးတော်လည်းတင်စဉ်းစားတာကုသကုက္ကုဆနဲ့သူပြိတ္တာဘုံသွားလို့သွားအပေသွားလို့သွားမရှိကြဘူးဆေးမမီလိုက်ပါဘူးမမီလိုက်ပါဘူး။မှန်တယ်ဆေးမီသေးရဲ့။ခင်ဗျားတို့ကဘယ်လိုစဉ်းစားမိ။ဆေးမီသေးတယ်ဆိုတော့ဥစ္စာသည်ဒကာကျွဲတော်တော်ထူးတဲ့ပုဂ္ဂိုလ်စပဲ။ရှင်းမလား။ဆေးမီသေးတယ်ဆိုတာဘာပါလဲ။
တော်လူတဲ့ပုဂ္ဂိုလ်စပဲပုဂ္ဂိုလ်စကတ္တဗညတာပေါ့ဗျာနော်တော်သေးတယ်ဆိုတော့ဒကာဓမ္မတို့ဒီတရားနာကိုဘယ်မှမသွားမှကိုယ်ရေးတက်ပါလားကိုယ်ရှိတက်ပါလားကိုယ်ရေးနဲ့ကိုယ်ရှိတက်ပါလားကိုယ်မိယုံရှိတာလေးပြန်ဒါဖိသောက်ပြီးဒီကလာပုဂ္ဂိုလ်ဆိုင်ယောဂါတွေပြောင်းမယ်ဆေးပါလားဘယ်လေးကတကားပိတ်တဲ့ဆေးပါလားမဆိုရဘူးလားအေးဒါကြောင့်စိတ်ဘယ်မှမတော်ပဲနဲ့သစ္စာတရားဟောတော့မယ်ဆိုတာသိချာမှတ်ပါကောင်းနေတာရင်သစ္စာတရားကြီးစိတ်ကြသစ္စာတရားဟောတော့မယ်လို့ဆိုတော့တရားဓမ္မတို့သစ္စာမှာဒုက္ခသစ္စာအရေးကြီးဆုံးဒုက္ခသစ္စာအရေးကြီးဆုံးပဲဆိုတော့ဒကာဓမ္မတွေကမှတ်ထားလိုက်တာပေါ့။အော်ဒုက္ခနာမှာဘာပဲပေါ်ပေါ်ဝါကျင်တဲ့စိတ်ပေါ်အိတ်ချင်တဲ့စိတ်ပေါ်ပျော်ခြင်းတဲ့စိတ်ပေါ်ဟုတ်လားကုသိုလ်လုပ်ခြင်းတဲ့စိတ်ပေါ်တင်းကျင်တဲ့ဆွညင်တဲ့စိတ်ပေါ်ဒီစိတ်ကလေးတွေဟာပေါ်လဲပေါ်ပြောက်လဲပြောက်ပေါ်ပြီးတော့အော်အဲ့ဒါဒီဒုက္ခသစ္စာကြီးမှာပေါ်ပြောက်တဲ့တရားဟူသည်ဩဒါဖြင့်သစ္စာတရားဆိုတာတခြားမှလဲရှာရမလားအောင်းနေတယ်ဒကာရမတို့ဘုဒ္ဓံကဖြစ်တဲ့စိတ်ကလေးတွေဖြစ်မှုပြတ်မှုဟာဒုက္ခသစ္စာဘုဒ္ဓံကပေါ်လာတဲ့တရားလေးတွေဖြစ်မှုပြတ်မှုဟာဘာပါလဲဒုက္ခသစ္စာဆိုတော့ဩဒါသစ္စာတရားဆိုတာတခြားလားအောင်းနေတယ်ကိုယ်ရုပ်ကလေးတွေပူလိုက်အေးလိုက်ဟာလဲဖောက်ပြန်ပြည့်စည်နေတာဒုက္ခသစ္စာကိုယ်စိတ်ကလေးတွေဖြစ်လိုက်ပြည့်လိုက်နေတာဒုက္ခသစ္စာသစ္စာတရားဆိုတာဘာလို့အောင်းနေနေတယ်ကျွတ်တို့ကဘုရားတွေ့မှာပဲသစ္စာတရားများနားတော့မယ်အောင်းနေနေတာမဟုတ်ပါဘူးဘုရားကကိုကလက်ညှိုးညွန်ထားခဲ့ပါဘုရားကဘယ်လိုလက်ညှိုးညွန်ထားခဲ့ကြုံမေးတော့ဝါတဲ့တန်ခိတ်တေနအကျဉ်းပြောရမှာဖြင့်ပြင်စုပါဒနဲ့ခန္ဓာမင်းတို့ခန္ဓာတစ်ခုလုံးနဲ့ပေါ်လေပြီးပြက်လေပြီးဒုက္ခသစ္စာကြီးမှာလို့သူ့ပေါ်ပြောပြခဲ့တပည့်ကြငါတို့ခန္ဓာရင်ပေါ်လေပြက်လေပါတဲ့ဩဒါဖြင့်တရားဓမ္မတို့ဒုက္ခနာမှာရှိတယ်တရားလဲဘောရဏပြက်တာပဲရှိတယ်လို့ခရကဟောတယ်အဲ့ဒါတွေကလည်းဒုက္ခသစ္စာကြီးပဲလို့ဆိုတော့ဒုက္ခသစ္စာဆိုတာတခြားလားအောင်နေနေတဲ့ခန္ဓာထဲမှာပေါ်သေးပြည့်တွေ့ဟာပါတယ်လို့ဟောတိုင်းတရားဓမ္မတို့ကသစ္စာတရားနာရကြခန္ဓာထဲပေါ်သေးပြည့်တွေ့ရရတဲ့နေရာလေးမှာပြောက်သွားတယ်ပေါ်လို့ပြောက်လို့ပြောက်တယ်ပါတယ်ဒါနာရပြီနော်ကောင်းပြီစားကျင်တဲ့စိတ်ကလေးကတရားဓမ္မတို့စားကျင်တဲ့စိတ်ကလေးကခိုင်ရမတန်နဲ့သမင်းစားလာတယ်စားကျင်တဲ့စိတ်ကလေးပေါ်ဘူးလားဘုန်းကြီးစားကျင်တဲ့စိတ်ကလေးပေါ်လာပြီဒီစားကျင်တဲ့စိတ်ကလေးကသမင်းရှိတဲ့အချိန်မသွားရဘူးလားစားကျင်တဲ့စိတ်ကလေးချုပ်ပြီးသွားကျင်တဲ့စိတ်ကလေးပေါ်သွားကျင်တဲ့စိတ်ကလေးရှိသေးရဲ့နဲ့အသက်ရှင်တယ်သွားတဲ့စိတ်နဲ့အသက်ရှင်တယ်ဒါပြန်စားရတဲ့စိတ်ကလေးဟာပေါ်လဲပေါ်တယ်ပြောင်းလဲပြောက်တယ်သူပါသစ္စာသွားတဲ့စိတ်ကလေးကလည်းတရားဓမ္မတွေဓမ္မဝဲရှိရဓမ္မဝဲရှိရသွားကြရသွားတဲ့စိတ်ကလေးကစားနိုင်ရလားလို့မေးပြန်တော့စားတဲ့အချိန်ကျတော့သွားတဲ့စိတ်ကလေးဘယ်နဲ့နေဥပါသစ္စာဒုက္ခသစ္စာတပည့်ကြစားတော့မယ်လို့ဆိုတော့လေဒကာဓမ္မတွေကစဉ်းစားကြည့်သေးတာဘောဒီတိုင်းပဲသမင်းကအလိုလိုနတ်ကလာခွန့်တာမဟုတ်ပါဘူးသမင်းပွဲလေးနှိုက်ရသမင်းလေးနှိုက်တော့နှိုက်တဲ့စိတ်ကလေးလာတော့မစားရသေးဘူးနှိုက်တဲ့စိတ်ကလေးကဘယ်လိုတည်းထည့်ပေးလိုက်တော့နှိုက်တဲ့စိတ်ကလေးကဒကာဓမ္မတို့စားသလားသဘောကျဒါနဲ့စားတဲ့စိတ်ကလေးကဝမ်းနဲ့ထည့်ပြီးစားလိုက်ပါပဇာတဲ့ထည့်ပြီးစားလိုက်ပါလေစားတာရှိတာပဲမြူတဲ့စိတ်ကတခြားမြူတဲ့စိတ်ကခင်ဗျားတို့သေချာစဉ်းစားကြည့်အတော့ကိုအားထုတ်ရစားတဲ့စိတ်ဝါတဲ့စိတ်ကဝါပေးဖို့ပဲရ
မျိုးတဲ့စိတ်ကသူ့ကိုယ်တကာရမျက်လုံးမိတ်ပြီးဒီကလာအောက်ကြအောင်လို့ယူရသူကတခြားဆိုတာမသေးကြဘူးလားဩဒါဖြင့်ဒုက္ခနာဖြစ်လေသမျှပြက်လေသမျှဖြစ်လေသမျှဘာသစ္စာအရဟံသစ္စာတရားခင်ရတော့နာရဒကာဓမ္မတို့ဘာနာရဟောသစ္စာတရားဖြင့်ဘုန်းကြီးဒကာဓမ္မတွေနာရပါပြီသစ္စာတရားဖြင့်ဒုက္ခနာဘာပေါ်ပေါ်ဘာသစ္စာပေါ်ဒုက္ခသစ္စာပဲပေါ်ဒုက္ခသစ္စာပေါ်တယ်ဆိုတော့ခမရတဲ့သဏ္ဍာန်ဖြင့်ဘာပဲလုပ်နေနေခမရတဲ့သဏ္ဍာန်မှာဘာပဲလုပ်နေနေဒကာဓမ္မတို့ရောင်းကျင်တဲ့စိတ်ကလေးပေါ်လာတယ်ဝယ်ကျင်တဲ့စိတ်ကလေးပေါ်လာတယ်အံပြောကျင်တဲ့စိတ်ကလေးပေါ်လာတယ်ပေါ်ကျင်တာပေါ်တကားဖြစ်ဘာသစ္စာပေါ်ရဲ့ဘာသစ္စာပြတ်တာတော့ဒုက္ခသစ္စာပြတ်ပါရိပ်နေကြဗလားဩဒါဖြင့်ဒုက္ခနာမလှုပ်ရင်လည်းလှုပ်ဒုက္ခသစ္စာပဲမပေါ်ရင်လည်းပေါ်ရင်ဒုက္ခသစ္စာဩဒုက္ခသစ္စာဒါရင်ဘုရားဒုက္ခသစ္စာဒီဒကာရမတို့လည်းညှို့ထုတ်မလို့ဒကာကျော်ဘယ်လိုလဲလည်းညှို့ထုတ်မလို့ဆိုတာကဒကာရမတို့ဒီထဲမှာခင်ဗျားတို့လည်းညှို့ထုတ်လို့ရှိရင်ဖြင့်ဘယ်နည်းနဲ့မှကောင်းွယ်မလို့ဘူးဆိုတာသိတယ်လို့ပေါ့ဗျာခင်ဗျားတို့ခန္ဓာရင်ပေါ်ကျင်တာပေါ်တာကိုပေါ်ကျင်တာပေါ်ပါဘာမှမပေါ်ရွှေလည်းမပေါ်ငွေလည်းမပေါ်သားလည်းမပေါ်သမီးလည်းမပေါ်လာဘာတွေပဲပေါ်ဖြစ်တာနဲ့ပြည့်တဲ့ဒုက္ခဖြစ်တဲ့ဒုက္ခသစ္စာပဲပေါ်လာမှာသာသမီးရွှေမြညာကများပေါ်လာသေးလားဘယ်နဲ့ဘာပေါ်ရောလာတချို့တရားဓမ္မတွေကမသိသေးတော့စိတ်စိတ်တန်သားလေးကြီးပေါ်နေတယ်မဖြစ်မဖြစ်ရလေဘယ်တော့မှသားလေးသူ့စိတ်တန်မပေါ်ဘူးသမီးရောသူ့စိတ်တန်ပေါ်ရဲ့ဟုတ်ပါဘူးလေသမီးအာရုံပြုတဲ့စိတ်ကလေးပေါ်တာဘာအာရုံပြုတဲ့ဒီစိတ်ကလေးကပေါ်ပြီးပါခဲ့တာဘာသစ္စာဒုက္ခသစ္စာပေါ်တာသူကသားပေါ်တယ်ပြောနေလို့ခဲနေတာသမီးပြောပေါ်နေတယ်လို့ပြောလို့ဖြစ်မှပြရတယ်တရားတော်ပေါ်ရဒုက္ခသစ္စာဟုတ်လားသူထင်တာကဒါလေးသမီးလေးထင်နေပြန်တော့သူယူပုံလည်းတစ်မျိုးပဲမဆိုးတော့ဘူးလားဒါလူတိုင်းပြောနေတာကကျွေးရရုပ်စိတ်တန်ပါလိပေါ်နေတယ်သမီးလေးပြတ်တဲ့ပစ္စည်းလေးကြီးဟဲ့ပို့ရမယ်အဲ့ဒါတွေကပေါ်လို့ရှိရင်အိမ်မောရောက်လာမှာပေါ့မရောက်မပေါ်ပါဘူးလားတွေကရိပ်ရလားပါဘက်ကိုအာရုံပြုတဲ့စိတ်ကလေးဒုက္ခသစ္စာပေါ်တယ်သမီးပဲအာရုံပြုတဲ့စိတ်ကလေးပြီးတော့သူကပြည့်သွားဒါနဲ့ဒုက္ခသစ္စာပေါ်ရဲ့ဒုက္ခသစ္စာချုပ်တာကိုမသိသေးတဲ့ပုဂ္ဂိုလ်ကဒကာဓမ္မတို့သားလေးပေါ်နေတယ်သမီးလေးပစ္စည်းဟိုခဲ့ပြီတကယ်ကျွေးပေါ်တာကဒုက္ခသစ္စာဟုတ်ဘူးလားသူကသာသမီးလုံနေတော့ခဲနေပြီဒါမသိမှဆိုလို့ဒကာရမတို့ဘုရားကသံဃိဒေနပြင်စုပါရနခန္ဓာပိဒုက္ခကွာမင်းသာသမီမပါဘူးနော်သိချာဟောချက်ဟောပါလားမင်းမာနဘာပဲပေါ်ပေါ်ရုပ်ပေါ်ပေါ်စိတ်ပေါ်ပေါ်ပါတယ်တော့မင်းသာသမီမပါဘူးနော်သိချာကန့်ွက်တယ်ခင်ဗျားတို့ကလာယူထားပြီးတော့သားလေးကြီးပေါ်နေတယ်ရုပ်ကလည်းဝေးရောက်နေတော့သူ့မျက်နှာလေးပေါ်ပေါ်နေဘယ်နဲ့ဖြစ်တာမတကားကျွဲရိပ်နေဗလားအဲ့ရတဲ့တည်းယူတာရှိသေးသဘောပါလားရှင်ရတော့ဖြင့်ဒကာဓမ္မတို့သားပဲလဲလိုက်လို့သားအာယုံလေးပေါ်တာဆိုတော့သားကပေါ်လာလားတဲ့သားကိုအောင်ပြီးတဲ့စိတ်ပေါ်လာလားဒီစိတ်ကလေးကပေါ်ပြီးပြတ်တော့ဘာသစ္စာဒုက္ခပေါ်လာတဲ့ဒုက္ခသစ္စာပြတ်တာလေဒုက္ခဒါဖြင့်သာသမီပေါ်လာလားဒုက္ခသစ္စာပေါ်တာရှင်းဒုက္ခသစ္စာပေါ်တာကိုဒကာဓမ္မတွေကဟောကျုပ်ဘာများဖြစ်ချင်တယ်မပြောတတ်ဘူးဘာမှဖြစ်ချင်မဒုက္ခသစ္စာဖြစ်တာပါဘာများဖြစ်ချင်တယ်မသားလို့ရင်မျက်နှာလည်းမြင်နေတယ်သမီးလေးကြီးဘာများဖြစ်ချင်တယ်မသိဘူးတဲ့အပယ်ဘာမှဖြစ်ချင်တယ်မဟုတ်ဘူးခင်ဗျအပယ်ဖြစ်ချင်တာ
ရှင်းပြီဗလားဘာဖြစ်ချင်တာတော့အပေါ်ဖြစ်ချင်တာဘာများဖြစ်ချင်တယ်မသိဘူးလို့လုံးနေနေနဲ့မှတ်မိဗလားဒါလေးကြီးပေါ်နေဘာများဖြစ်ချင်လို့ဘာလို့မလို့တွေးမနေနဲ့တော့ဩငါပဲသွားဖို့ပဲသမီးလေးကြီးပြင်းနေဘာများဖြစ်ချင်လို့ဘာလို့မလို့တန်တရားတွေဘာတွေရှုံးမနေနဲ့ရင်းပြီဗလားဘာတော့ဘာဖြစ်ချင်မလို့အပေါ်သွားဖို့သိကြတာကိုယ့်အကိုတရားဓမ္မလည်းပုဗ္ဗနမိတ်ညာမကောင်းဘူးဟုတ်တယ်မကောင်းဘူးခင်ဗျဒေဝနမိတ်အဲ့ဒါရင်းပြီဗလားဘာနမိတ်ထင်လာတာတော့ဒေဝနမိတ်ထင်လာတာရှင်းပြီလားတရားကြီးကဲဒါတဲ့တရားဓမ္မတို့သားလေးမြင်တာမဟုတ်ပါဘူးသားမြင်တဲ့သားကိုအောင်ပြတဲ့မနောစိတ်ပေါ်တာမနောစိတ်ကလေးပေါ်ပြီးပါလားအပြတ်သွားတော့ဗာသစ္စာပေါ်ခဲဒါဖြင့်ဘုရားကတန်ခိုးခြင်းကပြင်စုပါရနဲ့ခန္ဓာပြီးဒုက္ခမင်းတို့သဏ္ဍာန်ပါပဲဖြစ်ဖြစ်ဘယ်တရားပေါ်ပေါ်ဗာသစ္စာလဲပါသမီပါသေးဒါဓမ္မစကြာမှာဒီတိုင်းပါပဲတရားဥမာဒီတိုင်းပဲဆိုတာဓမ္မတွေသိကြပါလားဒါဖြင့်ခင်ဗျားတို့ဘုံမဟုတ်ပါနဲ့တရားရှိတရားရှိတရားကျွဲဘုံမဟုတ်နဲ့ခင်ဗျားတို့လူကြီးတွေကသာဆိုးတယ်လူကြီးတွေကရှေ့ကြီးတွေးရတယ်နောက်ကြီးတွေးရတယ်နဲ့ခင်ဗျားတို့ကရှင်းအောင်မိတာကိုတော့ခဲနေတယ်မခက်ဘူးလားရှင်းအောင်မိတာကတွေးရနဲ့ဖက်ဖြစ်လာတယ်သူတို့ကလေးတွေကဘာမှသူရှင်းအောင်မပြီးဘူးခင်ဗျားတို့ခြေလမ်းကသိကျဲထားတော့ရှေ့တွေးပြန်မယ်မကောင်းတာတွေးမိတာနောက်တွေးပြန်တော့အဲဒီလူရဲ့မဟုတ်ပါဘူးတကယ်ကျပေါ်လာတဲ့တရားဒုက္ခသစ္စာကြီးတွေးရှင်းမလားပေါ်လာတဲ့ဓမ္မဟုတ်သေးဒုက္ခသစ္စာဂိုင်းဒါဖြင့်တရားဓမ္မတွေသစ္စာတရားနာရမယ်ဆိုတော့သစ္စာတရားနာမယ်ဆိုတော့အခုဘုန်းကြီးကသင်ပေးလိုက်ခင်ဗျားတို့သံတန်ပူတာပေါ်လဲဒုက္ခသစ္စာအေးတာပေါ်လဲဒုက္ခသစ္စာဆွေးတာပေါ်လဲဒါဖြင့်စိတ်လေးပေါ်လာတယ်ဒုက္ခသစ္စာပေါ်လာပူတဲ့စိတ်လေးပေါ်လာဒုက္ခသစ္စာဆွေးတဲ့စိတ်လေးပေါ်လာညဲ့ရကြခြင်းတဲ့စိတ်လေးပေါ်လာကုသိုလ်ပြုခြင်းတဲ့စိတ်လေးပေါ်လာတယ်ပေါ်ခြင်းကပေါ်ပါသစ္စာအဲ့ဒါဟောလို့ငါရတော့မှာဩတို့သစ္စာဆိုတာတရားလားအောင်နေကိုယ်တဏ္ဍာပေါ်ပြီးဒုက္ခသစ္စာပါလားကိုယ်တဏ္ဍာပေါ်ပြီးဒုက္ခသစ္စာပါလားရှင်းပြီရှင်းပြီသစ္စာတရားနာရပါလားအဲ့ဒါသစ္စာတရားတော့နာရပြီတဲ့ဒကာရမတဲ့ကိုယ်တဏ္ဍာပေါ်ခြင်းသာပေါ်ပြီးဒုက္ခသစ္စာကြီးလို့ဆရာဘုန်းကြီးကလည်းဟောဖခင်ကလည်းဟောလို့ဒကာရမတွေကဩပေါ်ခြင်းသာပေါ်တာဒုက္ခသစ္စာတဲ့လို့မသိရဘူးသိရတယ်သိရတော့ရှေ့တဟန်းတက်လိုက်ဒါသိတဲ့တဟန်းတော့ပြင်သိကြတော့ဘူးရှေ့တလန်းတက်ပါဦးနဲ့ခမရတို့ရှေ့တလန်းတက်လိုက်တဲ့အခါကျတော့ဒီလိုဟောတာကိုမနာနဲ့တော့ကိုယ့်ကိုအိမ်ပြန်ပြီးဒီကလာဖြစ်စေတဏှာကမ္မဋ္ဌာန်းကျောင်းမှာဖြစ်စေဒီမှာတရားရဲ့နာတဲ့ဥစွာရောက်တဲ့အခါမှာဖြစ်စေပေါ့ဗျာကိုယ့်ကိုခန္ဓာကိုယ်ရဲ့ရှောက်ပြီးကြည့်လိုက်စားခြင်းနဲ့စိတ်ပေါ်လာတယ်။ဩဒါလေးကမရှိသေးလားမရှိသေးလားတွေးစမ်းမရှိတာလေးကပါဒါပြည့်သွားပြီပြည့်သွားတာသူပါသစ္စာစားခြင်းနဲ့စိတ်ကလေးကိုတွေးလုံးဘုန်းကစိတ်ဘာစိတ်ပါလဲမလို့တွေးလုံးဝိပဿနာရောက်လာတော့သူရှိသေးရဲ့ဒါမရှိတာဒုက္ခသစ္စာသိတာဩနေရကြတရားဓမ္မနေရကြပြီဘယ်လိုနေရကြပါလိမ့်မလို့ကိုယ်တိုင်တွေးလိုက်တော့သစ္စာတွေ့ကိုယ်တိုင်တွေးလိုက်တော့လေသစ္စာတွေ့ပြီတရားဓမ္မကိုယ်တိုင်တွေးလိုက်တော့လေဘာတွေ့ပါလဲသစ္စာတွေ့ဒါကအဲ့ဒီတဲ့စိတ်ကလေးကိုလည်းဘုန်းကြီးကတွေးခိုင်းတာတန်ခိတ္တစိတ်တံတန်ခိတ္တစိတ်တံဒီပဇာနာတိတန်ခိတ္တစိတ်တံအိတ်ချင်းတဲ့စိတ်ကိုတန်ခိတ္တစိတ်တံဒီရှိသေးလားမရှိသေးလားလို့ပဇာနာတိသိအောင်လုပ်တပည့်ကြဒါအိတ်ချင်းတဲ့စိတ်ကလေးကပေါ်လာတွေးတယ်ရှိသေးရဲ့တွေးလို့စိတ်ကလည်းရှားဘူးဒါမရှိတာပါသေးစားတွေးတာကဟိုဒီလိုကိုယ်တိုင်တွေ့တဲ့အခါကြလို့ရှိရင်ဖြင့်ဒကာဓမ္မတို့ပရမကသစ္စာတရားနာထား
အခုတော့ကိုယ်ကိုယ်တိုင်သစ္စာတွေ့ပထမကဘာလဲနောက်ကိုယ်ကိုယ်တိုင်နှလုံးသွင်းကြည့်တော့ဒါဖြင့်နှလုံးသွင်းမှန်သွားပြီနှလုံးသွင်းမှန်သွားပြီဓမ္မတို့ဘာပါလဲငကိုယ်တော့ကငါစားကြံလိုက်တာဆိုတာနှလုံးသွင်းလို့ငါအိတ်ချင်လိုက်တာအခုတော့ဖြင့်အိတ်ချင်တဲ့စိတ်ကလေးကဒုက္ခသစ္စာစားကြံတဲ့စိတ်ကလေးကမိစ္ဆာဒိဋ္ဌိပြောက်ပြီသမာဓိဋ္ဌိရောက်ပြီမိစ္ဆာဒိဋ္ဌိပြောက်ပြီးတော့သမာဓိဋ္ဌိရောက်ပြီဆိုတာသိကြပါလားဒါဖြင့်တရားဓမ္မတွေပထမသစ္စာတရားနာထားလို့ခန္ဓာကိုယ်ရဲ့ဘာဘောသစ္စာသိထားနောက်ကိုယ်ကိုယ်တိုင်တွေးကြတယ်ဆိုတာအလုံးလုံးတာကိုယ်ကိုယ်တိုင်တွေးတာဟုတ်ကြီးအလုံးလုံးတာပဲဆိုတဲ့ဥစ္စာသာတုသမီးတွေကိုဆိုတာမဟုတ်ဘူးဗျာနော်ရှေးစိတ်ကိုနောက်စိတ်နဲ့တွေးတာရှေးစိတ်ကိုနောက်စိတ်နဲ့တွေးတဲ့အခါရှေးစိတ်ကဘာသစ္စာနောက်စိတ်ကဒါဖြင့်သာဝကပါရမီညာမှာဒီလောက်ဆိုရင်ပြည့်တာပဲရှင်းမလားဒါဖြင့်ဒကာဓမ္မတို့ခန္ဓာထဲမှာကိုယ်ကိုယ်တိုင်တွေးတဲ့အခါကျတော့ဘာတွေများတွေးရပါလဲဒုက္ခသစ္စာကြီးတွေးရဒါဖြင့်နှလုံးသွင်းငကိုယ်တုံးကမိစ္ဆာဒိဋ္ဌိရှိတုံးကတော့ဥမာရင်ငါစားခြင်းတယ်စားခြင်းတဲ့စိတ်ဒုက္ခသစ္စာမဟုတ်ဘူးငါဖြစ်ပါအိတ်ခြင်းတဲ့စိတ်ဟာဒုက္ခသစ္စာဟုတ်ကလားငါဖြစ်သွားတယ်ပြောခြင်းတဲ့စိတ်ဟာဒုက္ခသစ္စာဖြစ်ကလားဘာဖြစ်ပါလဲငါဖြစ်ငါပြောခြင်းဆိုတော့မိစ္ဆာဒိဋ္ဌိအခုတော့စားခြင်းတဲ့စိတ်ကလေးကြည့်လိုက်ပြန်ဒုက္ခသစ္စာအိတ်ခြင်းတဲ့စိတ်ကလေးကြည့်လိုက်ပြန်ပြောင်းနေတဲ့စိတ်ကလေးကြည့်လိုက်ပြန်ဒါဖြင့်မိစ္ဆာဒိဋ္ဌိပြောက်ပြီသမာဓိဋ္ဌိမဲ့ခင်ရောက်ပြီမိစ္ဆာဒိဋ္ဌိပြောက်ပြီသမာဓိဋ္ဌိမဲ့ခင်ရောက်ပါပြီဒကာဓမ္မတို့ဒါဖြင့်သစ္စာတရားနာရီသစ္စာနှလုံးသွင်းတဲ့ပြီသစ္စာတရားနာသောကြောင့်သစ္စာနှလုံးသွင်းတဲ့သွားပြီဆိုတာတော်တော်ရင်းမိကြရင်းမိပြီနော်ဒါဖြင့်ဒကာဓမ္မတို့သစ္စာတရားနာရတဲ့သစ္စာနှလုံးသွင်းတဲ့တော့ကိုတပည့်တော်နှလုံးသွင်းတဲ့တာဘယ်အချိန်ပြီးမှတော့ဒါပဲလို့တော့ဒါပဲလေနှလုံးသွင်းတော့တဲ့ပြီဗျာနှလုံးသွင်းတော့တဲ့ပြီနှလုံးသွင်းတဲ့တာလေဘယ်အချိန်မှနှလုံးသွင်းတဲ့ကိစ္စလမ်းဆုံးတူမေးလို့လိုလားမလိုဘူးလားအဲ့ဒီဟာလေးကအခုနောက်ပြောမဲ့ချက်ဟာလေအခုနောက်ပြောမဲ့ချက်ဟာလေဒကာဓမ္မတို့ခမရတို့တော်တော်ရေးကြည့်တယ်ဆိုတာပဲမှတ်လိုက်ပါဦးနှလုံးသွင်းတော့တဲ့သွားပြီနှလုံးသွင်းတဲ့ပြီးတဲ့ကာလနှလုံးသွင်းတဲ့တော့တဲ့ပြီခင်ဗျာအပယ်လေးကရှင်းရှင်းပိတ်အောင်ရှင်းရှင်းပြနှလုံးသွင်းဘယ်အခြေအနေရောက်တဲ့မှာတပည့်တော်တို့သည်ခေါင်းကပြောင်းပြေကျွေးလို့ပြောင်းမှာလေမလို့ဘူးလားလူလေတဲ့အဲ့ဒါဒကာဓမ္မတွေဘီယူဆိုင်ပြီး7မိနစ်ပဲကြံတယ်ဒါသေချာနားထောင်လိုက်သေချာနားထောင်ပါဒကာဓမ္မတွေကခန္ဓာကိုယ်ရဲ့ပုံနဲ့စိတ်ပြီးစိတ်တ ानु ပါဒနာရှိတဲ့ဘက်ကိုစိတ်ပေါ့ဗျာဝေဒနာ ानु ပါဒနာရှိတဲ့ဘက်ကိုဝေဒနာနောက်ဆုံးပြီးသစ္စာဆိုတော့တပေါင်းနဲ့ဖြစ်သွားတာပါပဲဒီနေ့ဟောတာဒီဘာကာယ ानु ပါဒနာဝေဒနာ ानु ပါဒနာစိတ်တ ानु ပါဒနာကိုပေါင်းပြီးဓမ္မ ानु ပါဒနာဟောနေတယ်လို့မှတ်လိုက်ဘာဟောပါလဲဓမ္မ ानु ပါဒနာဟောနေတယ်လို့ဘုန်းကြီးဓမ္မတွေကသစ္စာဟောရင်ဓမ္မ ानु ပါဒနာသာမှတ်ပြီးတော့ဒါဖြင့်သတိပ္ပံတွေကလွတ်ပါ့မလွတ်ပါဘူးရှင်းပြီဒါကြောင့်ဖြင့်ဓမ္မတွေဆိုင်ထိုင်ပြီးကြလားသစ္စာတရားနာပြီးလို့သစ္စာနှလုံးသွင်းတဲ့အောင်တွန်းมาတော့မယ်ဆိုတော့သွင်းနိုင်ဘာတွေကြီးတွေ့နေလဲဒုက္ခသစ္စာကြီးတွေ့အတွေ့ခံရတာကဒုက္ခသစ္စာတွေ့ညာကမဂ္ဂသစ္စာအတွေ့ခံရတာကဒုက္ခသစ္စာတွေ့တဲ့ညာကမဂ္ဂသစ္စာဒကာဓမ္မတွေလောကီသမာဓိဋ္ဌိသိကြပြီပါပါလိမ့်လောကီသမာဓိဋ္ဌိဖြင့်သိကြဘူး
gain ဒါဖြင့်ဒကာဓမ္မတို့လောကိသမာဓိရှိတဲ့ပုဂ္ဂိုလ်မှာလောကုတ္တရာသမာဓိကုနိုင်တယ်လောကိသမာဓိကဒကာဓမ္မတို့မိစ္ဆာဒိဋ္ဌိသတ်ပြီးလို့လောကိသမာဓိဖြစ်ရတာလောကိသမာဓိကဘာသတ်ပြီးလို့ဖြစ်ရပါလိမ့်ဩဒါဖြင့်ကျွတ်တို့မိစ္ဆာဒိဋ္ဌိသတ်ပြီးတွေကအပေတော့မသွားဘူးတို့တော့အပေကမသွားသေးတယ်သူသောတာပန်မတည်သေးဘူးသောတာပန်ကမတည်သေးဘူးကဲတရားမဲ့ဒကာဓမ္မတို့လောက်ကြပါစို့အပေတော့မသွားတော့ဘူးနော်ဘာကြောင့်လို့မိစ္ဆာဒိဋ္ဌိသတ်ပြီးဒုက္ခသစ္စာတွေ့ရတဲ့ဘာသတ်ပြီးလို့မိစ္ဆာဒိဋ္ဌိသတ်တော့ကိုယ်တဏ္ဍဝန်းထဲမှာသမာဓိရောက်ဒကာဓမ္မတို့ဘာရသမာဓိရောက်တယ်ဆိုတော့သိကြဗလားဒါရင်အပေတော့သိကြပြီတို့တော့အမြင့်မပြတ်ဒီဘဝသေးလို့ရှိရင်ဒီတိုင်းတော့သေသွားလို့ရှိရင်တော့အပေတော့မရောက်သေးဘူးတစ်ဘဝနှစ်ဘဝနောက်ပြန်ရင်ပြန်မယ်ဆိုတော့ဒါလည်းမကောင်းသေးဘူးမကောင်းသေးတဲ့အတွက်ဘုန်းကြီးတွေကဓမ္မတွေကကဲကောင်းတဲ့စအဆုံးထအောင်ပဲကျတော့ယူကြစို့ဆိုတော့ဒီသစ္စာတွေမြင်ပြီးကြတာဖြစ်တဲ့တရားဘာသစ္စာတော့ဆက်ရှိဓမ္မတို့နှလုံးထဲမှာမရင်တော့ဒုက္ခသစ္စာမှတော့ဘာရှိသေးနှလုံးထဲမှာမိတာဖြင့်နှလုံးထဲမှာလည်းရှင်ဆက်ရှိပါမှန်တော့မှန်နေပြီဓမ္မတို့ဆက်ရှိပါဆိုတော့ဒီဉာဏ်ပြောင်းသွားဆက်ရှိတဲ့ဉာဏ်ခုနကဉာဏ်တော့ဉာဏ်ပဲဉာဏ်မဉာဏ်များတော့လေအမြင်ထင်ပြောင်းဒီဒုက္ခသစ္စာတွေမုန်းလားဒုက္ခသစ္စာကြည့်လိုက်ပဲကြည့်လိုက်ဒုက္ခသစ္စာဟိုကြည့်လိုက်ဒုက္ခသစ္စာကြည့်ရင်နေရာကြည့်ဘာတွေတွေ့နေဩခန္ဓာကိုယ်တစ်ခုလုံးမှာပြင်ဒုက္ခဒုက္ခကဲကြီးဖြစ်နေပါဘောလားဆိုတော့ဒုက္ခပေါ်နေမုန်းလားဘယ်နဲ့ကတော့ဒုက္ခသစ္စာသာသိအခုတော့ဒုက္ခသစ္စာမုန်းတပည့်ကြကဲဒါဖြင့်မုန်းနေတဲ့ပဲတရားဓမ္မတွေဆက်ပြီးပေးပြန်တဲ့တရားဆက်ရှုတရားဓမ္မတွေဆက်ရှုပါဆိုတော့မုန်းရတဲ့ပေးရှုခိုင်းရှုတဲ့အခါကျတော့မုန်းလေကြတော့တရားဓမ္မတွေသဏ္ဍာန်မှာမလိုချင်တဲ့ညာဖြစ်ဒီခန္ဓာကြီးဒုက္ခသစ္စာကြီးကိုဘယ်နဲ့မလိုချင်တဲ့ညာဖြစ်လာတော့မဂ္ဂသစ္စာမဂ္ဂဖြစ်ပါပြီဘယ်နဲ့၅ပါးကိုရအခုမလိုချင်တဲ့ညာလည်းရောက်ပါဖြစ်ပါပြီတဲ့အခါကျတော့တရားဓမ္မတွေမလိုချင်တော့မလိုချင်တဲ့ဥစ္စာကြီးတရားဓမ္မတွေပြောက်ပါတယ်ဒီကဒုက္ခသစ္စာတွေဘာဖြစ်လဲဩဒုက္ခသစ္စာပြောက်ဒါဖြင့်ဒီဉာဏ်ဒီဒုက္ခသစ္စာမြင်လားဒုက္ခပြောက်တာမြင်လားဟာဒုက္ခတသံတရားလုံးမပြောက်တဲ့ဒုက္ခဒီဘဝအစုတွေတော့ဒုက္ခနဲ့သေးတယ်ဘယ်လိုနေတော့ကြားတယ်ဘာနဲ့နေဒီလိုမှကျွတ်တော့ဒုက္ခနဲ့ဥစ္စာမကွဲခဲ့ဘူးယခုတည်းရရမလို့ခြင်းတော့ဒုက္ခတွေပါဖြစ်သွားတယ်ဒုက္ခတွေပြောက်ပြီးဒီကလာမဲ့တိဟုသောတရားတွေကဝန်းနဲ့ရောက်မဲ့နဲ့နေတယ်ဒုက္ခပြောက်ပြီးဒီကလာမဲ့ရောက်လာတယ်ဆိုတာမသေးကြဘူးဒုက္ခပြောက်ပြီးမဲ့ရောက်လာပြီးမဲ့လည်းချုပ်ပြီးဒီခါဖိုးလာပြန်တာဖိုးလာတော့လေခဏကနိဗ္ဗာန်မတွေ့နဲ့ခဏကဒုက္ခတွေပြောက်တဲ့နေရာမတွေ့နဲ့ဒုက္ခပြောက်တဲ့နေရာနိဗ္ဗာန်ဟုတ်လားခဏကပြောက်သွားတာကမဲ့ညာယခုရှုနေတာကဖိုးညာသဘောကျဒီနောက်တစ်ခါဖိုးနေဥပဒိပဲဆိုပြက်သွားပြန်တဲ့တခါသေးရနောက်လာပြန်ပြီဒီနေရာပဲစိတ်စဉ်မပြောက်ကျွတ်တော့မသေးသေးဒါပြတ်ပါမလားမပြတ်တော့ပြစ္ဆုကနာညာနဲ့ကြည့်လိုက်ပြန်ဆင်ញင်ကြည့်လိုက်ပြန်တော့ရှိဘာမှမရှိဘူးဒုက္ခတွေပြောက်ဒုက္ခပြောက်တာကခေါ်ကြဒုက္ခပြောက်တာမြင်တာမဲ့ညာဖိုးညာပြစ္ဆုကနာညာဒီညာရပြီဆိုတော့ကျွေနေရကြပြီဘယ်လိုနေရကြပါလဲမလို့ဆိုတော့ဒုက္ခတွေပြောက်ပြီးနိဗ္ဗာန်မြင်ရတော့ဒုက္ခရုပ်တဲ့နိဗ္ဗာန်မြင်ရဘူးလားဒုက္ခလည်းမြင်ရတဲ့ခါကျတော့မှာတဲ့ဩတို့ဆရာဘုန်းကြီးဟောတဲ့တိုင်မရဟောတော့မူတဲ့တိုင်းသစ္စာတရားနာပြီးသစ္စာကြည့်လိုက်တာနဲ့ပဲကိစ္စပြီးတာသစ္စာတရားနာပြီးတော့
သစ္စာကြည့်လိုက်တာနဲ့ဗဒဂရမတို့ဒီသောတာပန်တည်သွားနောက်တစ်ခါဒီတိုင်းပြန်ကြည့်ရင်သဂရဟံတည်ဦးနောက်တစ်ခါဒီတိုင်းသစ္စာတရားတွေကြည့်ပြီးသစ္စာတရားတွေနှောင်းသွင်းလိုက်ပြန်နောက်တစ်ခါပြန်ကြည့်လိုက်ပြန်ရန်တာဖြစ်တော့မလွယ်လားဒါဖြင့်ငါကြည့်ကျွေးဟောင်းတွေပဲနေဒီဘုရားမိုက်ထားတဲ့ကျွေးသစ်တွေဒါဖြင့်ကျတို့ဒီယနေ့ဟောတဲ့တရားမှာတရားဓမ္မတို့ဘာမှခင်ဗျားတို့အသက်ရကြီးကြတော့မိုက်သက်ကရှည်ခဲ့တယ်လင်္ကာသက်ကတုံးနေတယ်မတွေးနဲ့ဒါသာလို့သဘောကျမိုက်သက်ကရှည်တယ်တို့မှလင်္ကာသက်ကတုံးနေတယ်လို့မတွေးပါနဲ့အဲ့ဒါကြီးမှတရားတို့တွေ့နေငယ်တုန်းကဟာရီကလွန်ကုန်ပြီလို့ဒီလိုပုဂ္ဂိုလ်ဆမလာခြင်းနဲ့ဒုက္ခသစ္စာတွေ့အောင်ရှားပြီးဒုက္ခသစ္စာကိုနှုံးသွင်းလိုက်ဒီတိုင်းဒုက္ခသစ္စာမြင်အောင်တွေ့ဒုက္ခသစ္စာကိုမောင်းအောင်ကြည့်ဒုက္ခသစ္စာကြီးမလို့ခြင်းနဲ့ညာပေါ်သေးကြအောင်ကြည့်လိုက်လို့ရှိရင်ကျွေးအောင်ကြည့်တခါတည်းပါတော့ကျွေးလို့ပြောက်တယ်ဆိုတာဘုရားဟောတော်မူပါတယ်ဥက္ကလံအကုက္ကလံသာဟံခင်ဗျားတို့ကုသိုလ်တွေဘုံဘောဝတ်တောင်းတာလုပ်တဲ့ကုသိုလ်တွေအကျုံးပြီးတော့အကုသိုလ်ပဲသွားမှာတွေရောအကျုံးပြီးတော့ဘူးဆိုတော့ကျွမ်းကျွေးတဲ့ဘယ်နဲ့နေကြဒီတယ်ဆိုတော့ဘောကြဒါဖြင့်ဒီနေ့တရားမှာအဂိဝဆမဆက်နိုင်ပေမဲ့လေတရားဓမ္မတို့ကိုယ်ကိစ္စကိုပြီးတယ်ကိုယ်တန်တရားကိုယ်ကိစ္စတွေကိုဒါနဲ့ဆက်ပါရှင်းမလားဒါပြန်ဒီကုန်းချုပ်တော့မယ်တရားဓမ္မတို့ခင်ဗျားတို့သစ္စာတရားကိုနာရင်နေရကြကိုယ်တိုင်နှလုံးသွင်းလို့တွေ့ရင်နေရကြပြီအဲ့ဒါဒီကျွမ်းပြေးကျွေးတဲ့ပြောက်တဲ့ဤပဲတန်တဲ့ပုဂ္ဂိုလ်စအကုန်တတ်တဲ့ဤပဲရိမ့်နေဗလားဒါကြံနေရကြကံရည်လေးဒီရင်တော်ကြတယ်